ဒါစေးတောင်းနေရတဲ့ဘာလို့ကိုဝင်ရသွားတာလဲတဲ့ဒါစေးတောင်းနေပေမဲ့ကိုကဒီအချက်တွေကိုတတိမထားမိဘူးဆိုရင်ကိုဝင်ရသွားနိုင်ပါတယ်ဘာတွေလဲဆိုတော့ကဲ၍ကွာဒါစေးကိုရက်ကြော်မိတာပေါ့နော်2ရက်3ရက်အဲ့လိုမျိုးကြော်မိသွားပြီဆိုရင်ကြော်မိသွားတာကိုကွာပြန်မတောက်ထားဘူးဆိုရင်ဒီဟော်မုန်း level တွေကတွေးထဲမှာတက်လိုက်ကြလိုက်ဖြစ်သွားပြီဆိုရင်ကိုအပြည့်အဝမကာကွယ်ပေးနိုင်တော့ဘူးပေါ့နော်နောက်တစ်ခုကကျတော့ဟော်မုန်းတစ်မျိုးတည်းပါတဲ့ဆေးတွေပေါ့နော်ဟော်မုန်းတစ်မျိုးတည်းပါတဲ့ဆေးတွေဆိုရင်ကိုက3နိုင်လောက်ပေါ့နော်နောက်ကြရဲဆိုရင်တော့မှသူကကိုမရနိုင်မှုအပြည့်အဝမကာကွယ်ပေးနိုင်တော့ဘူးပေါ့နော်အဲဒါကြောင့်မလို့ကိုကအချိန်မှန်မှန်တောက်ပေးဖို့လိုပါတယ်ပြီးတော့ကိုကတခက်ကုံသွားရပေါ့နော်တခက်ကုံသွားပြီးတော့နောက်တစ်ခက်ကိုပြောင်းတဲ့အချိန်မှာရက်အတိအကျမှုပဲနဲ့2ရက်3ရက်နောက်ကျသွားတာရှိတယ်အဲ့တော့နောက်ကျသွားပြီဆိုရင်အဲ့ဒီပထမအပတ်ကအရေးကြီးရပေါ့နော်အဲ့မှာနောက်ကျသွားတဲ့အတွက်ကိုဝင်ရသွားနိုင်ပါတယ်နောက်တစ်ချက်ကကြတော့ကိုကဆေးရောတောက်လိုက်တယ်တောက်ပြီးတော့2နိုင်တွင်းမှာပြန်အန်လိုက်တာရှိရပေါ့နော်အဲ့လိုမျိုးကြောက်ဆိုလဲကိုဝင်ရသွားနိုင်ပါတယ်နောက်တစ်ခုသတိမထားမိတဲ့အချက်ကကြတော့ကိုကတခြားဆေးလဲတောက်ဖို့ရှိတယ်ဒီတားဆေးလဲတောက်ဖို့ရှိရပေါ့နော်အော်နှစ်ခုလုံးတူတူပဲလေးတစ်ခါလေးရှုပ်ပါတယ်ဆိုတော့တစ်ခါလေးတွဲတောက်လိုက်တယ်ပေါ့နော်အဲ့ဒီတွဲတောက်လိုက်တဲ့ဆေးတွေကအသေးရဲ့အန်ဇိုင်းတွေကိုသူကလှုပ်ဆော်ရပေါ့နော်အသေးအန်ဇိုင်းတွေကဘာလုပ်ပေးလဲဆိုတော့ဒီဟော်မုန်းတွေရဲ့သွေးထဲမှာခြေဖြတ်တာကိုပို့ပြီးတော့မြန်အောင်လုပ်ပေးလိုက်တယ်မြန်အောင်လုပ်ပေးလိုက်တော့ဟော်မုန်းတွေကသွေးထဲမှာ level ကျသွားတယ်ပေါ့နော်ကျသွားတဲ့အတွက်ကိုယ်တားဆီးနိုင်အောင်ပြေဝမတားဆီးနိုင်တော့ဘူးပေါ့နော်အဲကြောင့်မလို့တချို့ဆေးတွေရှိရပေါ့နော်ဥပမာပြောရမယ်ဆိုရင် TB ယောဂမှာတောက်တဲ့ rifampicin လိုမျိုးဆေးလိုမျိုးပြီးတော့တက်ယောဂမှာတောက်တဲ့တချို့ဆေးတွေရှိတယ်ပြီးတော့တချို့ပုတ်သက်ဆေးတွေရှိရပေါ့နော်အဲဒီဆေးတွေမဲ့တောက်မယ်ဆိုရင်ကိုကအချိန်ချပြီးတော့တောက်ပေးဖို့လိုပါတယ်ဒီတားဆေးဘာလဲဒါစီဘူးခွန်မှာဆိုရင်လည်းစာရွက်လေးပါရမလားဆေးစာရွက်အညွှန်းစာရွက်လေးမှာဆိုလည်းဒီဆေးလေးဆိုပြီး drug interaction ဆိုပြီးအဲ့လိုမျိုးရေးထားရရှိတယ်။ကိုကအရင်ဒီဆေးတွေတောက်မယ်ဆိုရင်တခြားရှာဖတ်ပြီးမှတောက်တင်ပါတယ်။နောက်တစ်ချက်ကကြတော့ကိုကထားတုံမှုမမှန်တာပေါ့နော်တခါကားထဲမှာထားရဲပဲဖြစ်ကိုကအိမ်ထဲမှာတော့ထားရဲဒါပေမဲ့ကိုထားတဲ့နေရာကဇပွဲပေါ်မှာထားရဲပြီးတော့နေအောင်ကြီးကဓာတ်ရိုက်ထိတဲ့နေရာမှာဆိုရင်ဆေးရအာနေတင်က100ခိုင်တော့မရနိုင်ဘူးပေါ့နော်အဲဒါမလို့ဒီလိုအချက်လေးတွေရှိလားပေါ့ကိုကကြည့်ဖို့ရလဲပြီးတော့ကိုက expire မစစ်မိတာလားပေါ့နော်ဒီလိုအချက်လေးတွေလည်းဖြစ်နိုင်ပါတယ်အကယ်၍ကိုကအဲ့လိုမှမဟုတ်ပေါ့နော်ခုနကကျွန်မပြောတဲ့အချက်လေးချက်ပေါ့နော်အချိန်လည်းမှန်မှန်တောက်တယ်ပြီးတော့တောက်ပြီးတော့ပြန်အန်တာတွေလည်းမရှိဘူးတူတူတွဲတောက်တဲ့ဆေးတွေပေါ့နော်အဲ့ဒီဆေးနဲ့တွဲတောက်တာလည်းမရှိဘူးတေချာထားတုံမှုလည်းမှန်တယ်ဆိုရင်တော့မှာတဲ့ဒီတားဆေးတွေရဲ့ကာကွယ်နိုင်ဆန်းကပေါ့နော်69ရာခိုင်နှုန်းပဲရှိရပေါ့နော်100မှာ69ယောက်ကိုတော့ကာကွယ်ပေးနိုင်ပေမဲ့1ယောက်ကကျတော့ကိုယ်ရနိုင်နေရှိရပေါ့နော်အဲ့မှာကိုကအထိပေါက်ပြီးတော့ရသွားရလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမှမဟုတ်ပဲねကိုကခုနကရက်ကလည်းမမှန်ဘူးပေါ့နော်တောက်တာအချိန်ကလည်းမနက်တောက်လိုက်ညတောက်လိုက်ပေါ့နော်ကိုလိုကက်လန်နေဖြစ်နေတာရှိတယ်အဲ့လိုမှမဟုတ်ပဲねကိုကတောက်ပြီးတော့ပြန်အန်ဖြစ်တာလို့ပေါ့နော်ပြီးတော့လူတွဲမတောက်တဲ့ဆေးတွဲမတောက်တဲ့ဆေးနဲ့တွဲတောက်တာလားထားတုံမမှန်တာလားအဲ့ဒါတွေရှိမယ်ဆိုရင်တော့သူတို့ရဲ့ကာကွယ်နိုင်ဆန်းကလည်း61 to 63ပေါ့နော်အဲ့ရာခိုင်နှုန်းလောက်ပဲကာကွယ်နိုင်ပါတယ်တဲ့အဲကြောင့်မလို့ကိုကတားဆေးတွေတောက်မယ်ဆိုရင်အဖေကအချက်တွေကိုတေချာသတိထားပြီးတော့တည်တည်ချာချာတောက်သုံးပေးဖို့လိုပါတယ်နော်